Domestic ဆိုတာက all-in-one beauty center လေးပေါ့နော် Domestic ကိုဘာလို့ all-in-one beauty center လို့ခေါ်လဲဆိုလို့ရှိရင်ညီညီတက်မှာစပင်ရှိမယ်ပထမတက်မှာဆိုလို့ရှိရင်ဒါမှပရိုရောနှလုံးမျက်ခုံးမျက်တောင်အကုန်ရတဲ့ဟာရှိရယ်ပြီးသွားလို့ရှိရင်အပေါ်တက်မှာဆိုရင်လက်သေးနဲ့စပါးနဲ့ရှိရယ်ဆိုတဲ့အခါကျတော့ခေါင်းစချီစောအကုန်လုံးလို့ရတယ်Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိုက Domestic All-in-One Beauty Center မှာရှိတဲ့ Genesis ကိုရောက်နေတာပေါ့နော်Genesis ကိုရောက်တာနဲ့အရင်ဆုံးမိုးလိုချင်တဲ့မျက်ခုံးပုံစံကိုပြောပါတယ်မျက်ခုံးမွေးကထိုးတာအရင်ကြတော့ခင်းအောင်လေးလည်းဖြစ်နေတယ်။ Smart နဲ့စကားပြောပြီးမျက်ခုံးမွေးပြလိုက်တော့မှသိရတာမိုးကမျက်ခုံးမွေးကတိတ်မညီဘူးဆိုတော့ဘက်ကနည်းနည်းလေးအပေါ်တက်နေတယ်ပေါ့နော်မျက်ခုံးမွေးကိုညီအောင်ညှိတာအပြင်ကိုမိုးလုံးစင်တာနောက်တစ်ခုရှိပါသေးရဲ့မိုးကမျက်ခုံးကိုနည်းနည်းလေးကွေးလေးကိုမှအရှိအမြင်အနောက်အပိတ်လေးထိုးစင်တာပါထိုးစင်တဲ့မျက်ခုံးမွေးပုံစံကို mapping လုပ်ပြီးသွားတဲ့အခါကျတော့မိုးမျက်ခုံးမွေးစထိုးပြီးပေါ့နော်မျက်ခုံးမွေးထိုးတာဒါနဲ့ဆိုလို့ရှိရင်3ခါရှိပြီပေါ့အရင်ခောက်တွေတုန်းကထက်စားလို့ရှိရင်ဒီတစ်ခါကိုတော့တော်တော်လေးစိတ်ကျဉ်နှံမှုရတယ်။တိုင်းကြတော့လေကိုကလေ artist ကိုပဲအကုန်လုံးအပ်လိုက်ပြီးတော့မအဆင်ပြေရဲ့ပုံထိုးပေးလိုက်ဆိုပြီးထိုးခိုင်းလိုက်တာအခုတစ်ခါကျတော့ကိုလိုချင်တဲ့ဟာကိုအရင် research လုပ်ထားပြီးတော့ဒီလိုပုံဒီလိုထိုးပေးပါဆိုတော့လေပို့ပြီးတော့စိတ်ချမ်းသာရပါတယ်။ခုံးမလှုပ်ခဲ့တာလားဆိုတော့မဟုတ်ဘူးပေါ့နော်။မျက်တောင်လည်းဆက်ခဲ့ပါတယ်။မျက်တောင်ကိုလည်းဆက်နေကြပုံစံနဲ့ကွဲထွက်ပြီးတော့မှရှီကော့လေးကိုဆက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်လှပါတယ်။ကိုကအမြဲတမ်း anime lash တွေနဲ့ပဲလိုက်မယ်လို့ထင်ခဲ့ရတကယ်တမ်းကျဒီလိုမျိုးရှီလေးနဲ့လည်းမိုးလိုက်တယ်ဆိုတာသိလိုက်ရတယ်ပေါ့နော်ဒါနဲ့လေမျက်တောင်ဆက်နေတဲ့အချိန်မှာဒီလိုမျိုးစကားများတာပုံမှန်ပဲလိုက်ဒါဆိုရင်တော့မျက်တောင်ရောမျက်ခုံးရောနှစ်ခုလုံးပြီးသွားပြီပေါ့နော်မျက်ခုံးကတော့အလေးတဲလေးရောင်နေသေးရဲ့မျက်တောင်ကတော့အခုဆက်အခုလာဖြစ်သွားပါပြီမျက်ခုံးရောမျက်တောင်ရောလှလေးပြင်နေတယ်ဆိုလို့ရှိရင်တော့ Genesis ကိုသာလာခဲ့ပုံမိုးကတော့တိတ်တွင်းချင်ပါတယ်မျက်ခုံးမွေးတက်တူထိုးတာနာလားဆိုလို့ရှိရင်တော့မျက်ခုံးမွေးတက်တူထိုးတာကမနာပဲနဲ့ဒီအရင်မျက်ခုံးမွေးမညီတာတွေကိုပြောင်းချင်တာတွေကိုပြောင်းရတဲ့အချိန်ကပူနာတာပေါ့နော်။ဒါချိန်ကတော့ကိုလိုချင်တဲ့မျက်ခုံးမျက်တောင်ပေါ်မူတည်ပြီးတော့မှအချိန်ကကွဲလွဲနိုင်ပါတယ်။ဆိုလို့ရှိရင်ဟိုလှုပ်ချင်နေတဲ့မျက်လုံးလေးရောမျက်ခုံးလေးရောနှစ်ခုလုံးပြီးသွားပြီပေါ့နော်။ဆိုတော့ဒီအခုလောလောဆယ်တော့မျက်ခုံးလေးကနည်းနည်းလေးရောင်နေပေါ့နော်။တော့ဒီဟာရဲ့ result လေးကနောက်2ပတ်3ပတ်လောက်နေရမှာဟိုအတီးလို့ရမှာပေါ့နော်။ဆိုတော့စောင့်ကြည့်ပေးကြပါဦး။မို့လို့ပဲအလားပြင်းနေတယ်ဆိုလို့ရှိရင် all-in-one beauty center ဖြစ်တဲ့ Mystic ကိုလည်းလာခဲ့ကြပါဦးနော် Bye